Hello everyone ဒီကောနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့လက်3ချောင်းပဲသုံးပြီးတော့ကော့တွေအများကြီးတီးလို့ရအောင်ဖန်တီးထားတဲ့ array လေးတစ်ခုရှိရပါတော့အဲ့ဒါကိုကျွန်တော်ဒီနေ့မျှဝေပေးချင်တာဖြစ်ပါတယ်အဲ့ဒါတော့ E family ထဲမှာပေါ့နော်ဆိုတော့ပထမဆုံး10ကွက်မြောက်ရဲ့5ချိုးမှာလက်ညှိုးတင်လိုက်မယ်9ကွက်မြောက်မှာ3ချိုးနဲ့4ချိုးကျွန်တော်လက်တကြွယ်နဲ့လက်တန်းတင်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်သွားမယ် Okay အဲ့ဒါကို E5 လို့ခေါ်တယ်ဗျ power chord ပေါ့နော် E5 လို့ခေါ်တယ် Okay နောက်တော့ကြည့်အောင်နော်E5 အဲ့ဒါပြီးရင်ဒီရဲ့လက်ညှိုးကိုကျွန်တော်တို့ဒီဘက်တစ်ချက်ရွှေ့လိုက်ပြီဆိုရင် B/4/D ဆိုတဲ့နည်းနည်းလေးရှုပ်ထွေးတဲ့ကော့တစ်ခုရတာပေါ့နော်အတန်ကာလာနည်းနည်းလေးဆောင်းသွားတယ်သူက down ကျွန်တော်တချင်းတစ်ပုံးနဲ့နမူနာပြမယ်ပေါ့နော် down မျိုးလေးမျိုးမှာ Okay နည်းနည်းလေးပဲဆောင်းသွားတယ်လားအဲ့ဆိုတော့အဲ့ပုံစံပိုင်းပြန်ယူမယ် E5 ပေါ့နော် E5 ကို3ကွက်မြောက်ယူသွားမယ်1ကွက်2ကွက်3ကွက်အဲ့ဆိုဘာရမလဲဆိုရင် C# minus 7ဆိုတဲ့ဟာရတယ်အဲ့ဒါဆက်ပြီးသွားမယ်ပေါ့နော် down မျိုးလေးမျိုးမှာမျိုးမုံတွေက Okay အဲ့ဒါပြီးတော့ပြီဆိုအဲ့ဒီပုံစံအတိုင်းပဲဆက်သွားမယ်2ကွက်မြောက်သွားမယ်1ကွက်2ကွက် side la Okay ပြီးရင်နောက်တစ်ခေါက်ထပ်သွားမယ်ပေါ့20နော်တစ်ချက်နှစ်ချက်ဒီချိန်နဲ့တွားတော့မယ် Okay ဒါဆိုတော့ E ကိုပြန်ရောက်သွားပြီနော်ဆိုတော့ကျွန်တော် chord name လေးတွေတစ်ချက်ပြန်ပြောပြမယ်ပထမဆုံး chord ကို E5 လို့ခေါ်ပါတယ်နောက်တစ်ခေါက်ကျတော့ B/4/D လို့ခေါ်တယ်နောက်တစ်ခေါက်ကျတော့ C# minus 7လို့ခေါ်တယ်ဗျနောက်တစ်ခေါက်ကျတော့ B/4 နောက်တစ်ခေါက် A/2 လို့ခေါ်တယ်နောက်တစ်ခေါက် E ပေါ့နော် E major chord ဖြစ်ပါတယ် Okay အဲ့ထိရပြီပေါ့နော်အဲ့ထိရပြီဆိုရင်ကျွန်တော်တို့ခုနပုံစံအတိုင်းပြင်ယူပဲလက်တစ်ချောင်းပြန်ထည့်မယ်ဟုတ်ပြီနော်ဒီပုံစံအတိုင်းပဲတူတူဆွဲတဲ့ပုံစံအတိုင်းပဲဒီနှစ်ချောင်းကြံခဲ့တော့ပေါ့နော်နောက်ဆုံးပါအဲ့ဆိုဒီနှစ်ချောင်းအတိုင်းကိုပြန်ယူမယ်အဲ့ဒါပြီးဒီလက်ကလေးကိုကျွန်တော်အပေါ်ဆုံးချိုးတင်လိုက်မယ်ဒီအပေါ်ဆုံးချိုးတင်လိုက်ရင် F# minus 11ဆိုတာရတာဖြစ်ပါတယ်ဗျ Okay အရင်လာတယ်ပေါ့နော်သူကဒီရဲ့5ချိုးတော့တက်ရမယ်5ချိုးနော်5ချိုးအတက်မှာပါရအောင်5ချိုးအတက်မပါဘူးဖွားလေးတင်လိုက်တာပေါ့နော်အပေါ်ဆုံးချိုးက6ချိုးနှိပ်ထားမယ်အဲ့ဆိုရင် F# minus 11ဆိုတာရတယ်တန်ရဟောင်းကိုချခဲ့ပြီးခုနက B/4 ပြန်သွားမယ်ဒီပုံစံပေါ့ဟုတ်နော်ချခဲ့ပြီးဆိုတော့ဒါပဲကော့ကအားလုံးဘယ်နှကော့ရှိမလဲတစ်ကော့နှစ်ကော့သုံးကော့လေးကော့ငါးကော့6ကော့ F# minus 11ပေါ့နော်ထားခဲ့ပြီးဟုတ်တယ်6ကော့ပဲရှိတယ်အဲ့6ကော့နဲ့ကျွန်တော်တချင်အများကြီးတီးလို့ရတယ်ပေါ့နော်ဆိုတော့ဒါကို open call လို့ခေါ်တယ်အလှတီးတဲ့ call လို့ပေါ့နော်ဒါတွေကျွန်တော်တို့လေ့လာထားရအောင်တချင်ကြရင်လည်းကျွန်တော်တချင်တွေအပြင်မှာတီးဖြစ်သွားရင်လည်းဒါမျိုး call တွေကလက်ကိုလည်းတတ်တာစေတယ်တီးရတာလည်းတတ်တောင်းတတ်တာရှိတယ်ပေါ့နော်ဆိုတော့ပြန်လာတော့ကြည့်အောင် down မျိုးလေးမျိုးမှာယူမုံတွေကဆိုင်လာဒီချိန်နဲ့တွားတော့မေးတန်ရဟောင်းကိုထားခဲ့ပြီး Okay ဒါနာကထွက်ပါအရင်ကောင်းတော့ဗောနော်ဆိုတော့နောက်တစ်ပုတ်ဆက်သွားမယ်ယူယူလေးနဲ့လာနေတဲ့မရဲ့ဆန်းဆန်းပြပြမွေးပါနဲ့လာခွေကဘာချိုးတဲ့မင်းမီတာငေးမလောက်တဲ့မရဲ့လာတွေ Okay နောက်တစ်ပုတ်ဆက်သွားမယ်ဒီတညတော့ကောင်းပါလေယာတန်ချလေးနဲ့အိပ်ဖို့ရှာဂီတာလေးတစ်လက်ကိုတန်းလို့လာOkay တော့ဒါကျွန်တော်3ပုတ်ပဲပေါ့နော်နမူနာ3ပုတ်ပဲရှိရဲထပ်ပြီးတော့အဲ့လိုပုံစံမျိုးတွေ progression လေးတွေအဲ့လိုမျိုးတွေကိုအများကြီးပွားပြီးတော့တီးလို့ရတယ်ဆိုတာကျွန်တော်ဒီနေ့ပြောပြချင်တာဖြစ်တော့ပေါ့နော်ဆိုတော့အခုကျွန်တော်တီးရတဲ့ဟာကို E family လို့ခေါ်တယ် E family chord တွေနဲ့တီးရတာဖြစ်ပါတယ်အဲ့ဒါပြီးရင်သူ့ကို open chord နဲ့တီးတာဖြစ်ပါတယ် open chord ဆိုတဲ့အသေးပဲကဂျိုးတွေလွတ်ထားတယ်ပေါ့နော်ပြောချင်တာဒီအောက်ကဂျိုးတွေကိုမနှိပ်ပဲနဲ့လွတ်ထားတဲ့ဟာတွေကို open chord လို့ခေါ်ပါတယ်တက်တောင့်တက်တာလည်းရှိရအကြာကြီးလည်းတီးလို့ရတယ်ပေါ့နော်တချင်းပဏ္ဍာနိုင်ပဲတီး chord တွေနဲ့သုံးမယ်ဆိုရင်ကျွန်တော်အကြာကြီးတီးလို့ရတယ်ဆိုတော့ကျွန်တော်ပြောပြပေးချင်တာဖြစ်ပါတယ် Okay ဗီဒီယိုအဆုံးထိကြည့်ရှုပေးလို့အားလုံးအထူးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အားလုံးပဲ God bless you အတွေ့များနဲ့ချက်ပြီးစီလာခဲ့ကံပြောက်တဲ့ငါဘဝကပေးတာလို့အတားရပြန်ချက်လိုက်ကောင်းလို့နေစေခုသွားတဲ့အနန္တပွင့်တို့ရင်မငူ